ဘာရင်ချင်းရှိလို့ဘာရင်ချင်းမှမရှိဘူး ငါညင်မင်းရဲ့ကိုပြည့်မယ်လေကွာ မင်းကငါကြီးလားငါလုံးဝသာမင်းလက်ကြီးတယ်ကိုမေကိုလို့ငါတက်တက်ရှိပြီ ဟောကိုမေကိုလိုက50တက်တနေကွာဒီကိုမေကိုလိုက50တက်နေကွာနော် ဟေးမင်း ကိုမေကိုလိုက50တက်နေကွာဒီကတော်လင်းသမားကွာနော် လက်ကြီးတယ်ကိုမေကိုလို့ရဲ့ငါကြီးလားလေးသားကြီးလား တော်လင်းသမားကိုလိုက မင်းရုံနဲ့ငါကြီးလက်ကြီးရောမင်းမရှင်နဲ့ ကွာ ဘောဘောဘူးရောမပေါ့ဘူးကိုပြန်စင်းတော့ ဒီကိုမေကိုလိုက50တက်နေကွာနော်တော်လင်းသမား မင်းရုံနဲ့ငါရုံပြန်ကြည့်လူရုံမပေါ့ဘူးမင်းရုံက ပြောလက်သားလေးနဲ့တူတယ်လေကွာကိုကြီးကဖေးသေးတို့ဝင်သားတယ်လေပြော အေးဖေးဖေးကလီးဆုံးနေတာတော့ဟိုမမင်းရောက်နေလီးဆုံးနေဆိုတော့ရှိတယ်ပေါ့ဟုတ်လား အောက်တန်းသားကောင်ရိုင်းနေတာ မင်းအဲ့ဒါပြောရအောင်မင်းရင်ကြီးပြောမတတ်ဘူးငါ့ပြောတတ်ဘူးငါနားမလဲဘူးအဲ့ဒါမင်းကဗမာလိုပြောတာကိုငါနားမလဲဟုတ်မင်းကရင်ရှင်းမရှိဘူးမင်းဘောတော့မှလာတယ်မွတ်စလင်လည်းမဟုတ်ဘူးမင်းဘာကောင်လုံးမင်းကိုမင်းတော့မသိလား အာကိုသိတာပါကိုသိတာ နိုင်ငံသားလို့ဘယ်လိုနိုင်ငံသားလို့မင်းမြန်မာနိုင်ငံသားမင်းအမေလည်းကလာရုပ်ဟမ်မွတ်စလင်လည်းမဟုတ်ဘူးဘာကလာမှမသိဘူးမင်းစပ်ပါကလေးကပြားလားကလေးကပြားလားအာလုံးမလား ရိုင်းနေကွာနော် ။ဘာရိုင်းပဲငါပြောမင်းငါပြောငါစကားခံပြီးသွားပြီ။ပြီးတော့လူလိုပြောလို့မရဘူး တော်လင်းသမားအောက်တန်းသားကြီးရိုင်းနေဆိုတာယုံတယ်လေကျွန်တော်ကိုရီးယား ။ ပြည် မ တာ င်းဘာပြောပြောအောက်ကနေနေအပေါ်တန်းသားပဲဖြစ်ဖြစ်အောက်တန်းသားပဲဖြစ်ဖြစ်မင်းတို့ကောင်တွေကိုလူလိုပြောလို့မရလို့ဆဲတာ။မကျေနိုင်ရင်အစဲမခံနိုင်မတက်နဲ့။နော်မကျေနိုင်ရင်လူချင်းတွေ့လို့ရတယ်။ရှင်းပဲကွာ ညီကိုဗမာနေရထိုင်းပဲနေရမှာနေရပြော ။ထိုင်ကူကက်မှနေတယ်။ကူကက်မှနေတယ် ပဲနေရလဲ ။ကူကက်ပါတောင်းမှနေတယ် ဘူးပြောဘူးကပဲနေရမှာလဲ ။ကူကက်ပါတောင်းမှနေတယ်။ပြပါလို့မပြော စကားပြောမတော့လားခါ ။ဒါမင်းလည်းမင်းလည်းဆိုင်ပြပါလို့ပြပြလား ညလာပြလာရ ။ဟဲ့မင်းလာလိုက်ရအောင်။လာလိုက်လား ငါဘာဖြစ်ဆဲဆုံးလဲလူက ။ဒါမင်းရောက်ဝင်လိုက်ရောက်ဝင်လိုက်ရောက်ရောက်ရောက်ဝင်ရောက်။ဒါကြောက်ရောက်ရောက် ညလာပြညလာပြရ နေရလဲ ညလာပြ ခမပြောဟာခမပြော ဟောညလာပြရ ။ဘူးကက်ပါတောင်းမှနေတယ်မင်းလာခဲ့ဘူးလား ဟုတ်ပြီ ။ဟေး ခမ recording ယူလာပြီနော်ခမ passport number တပတ်မင်းနဲ့မင်း အေးလို့ရပြီရုပ်ဖွင့်ဦးမေကိုလို့မျိုးချစ်မျိုး ကြားရတဲ့စကားပြောနေတာနားလေရတယ်ကိုမေကိုလို့မျိုးချစ် ကိုမကလောကလာလီနဲ့တွေ့ကြည့်တယ်အဖွဲလေးမေးလို့ ဦးမေကိုလို့ မမေကလို့ ကြည့်လားငါ မင်းတို့ကလည်းနားလည်းပြောမရဘူးမင်းတို့ကလည်းအီရရှိရှိပြောပြလို့မရဘူး ကိုယ် ခင်ဗျားတို့ငါလုံးဝသားတယ် ပြောရုပ်ဖွင့်မပြောရင်တိုးလိုက် ဟမ် ရုပ်ဖွင့်ပြောတိုးလိုက်ဘူးမရှိဘယ်လောက်ဆိုငါသိတယ်ဒီတော့ဘူးမရှိ မပြောမင်းနေရပြောဟမ် ဘူးကက်ပါတောင်းနေတယ်ဖတ်တော့ကန်းကြီးကြောက်ရောက် ဘယ်ကောင်လဲကချလိုက်ရုံ ဒီ ကြီး ကြောင်မင်းလမ်းတော့ပါဆိုမင်းပြောမင်းတော့မနှက်ဖြတ်တပတ်ခါမကြော်တရားဘူးမင်းစီကို အကြိုက်ရအောင်အဲ့လိုမျိုးအော်ရင်နဲ့လေ34နဲ့ရှိပြီ အသက်ကြီးမှာအသားနာစီအချင်းတာ ဟာမင်းလာခဲ့လိုက်တာမယုံရင် မင်းလိုမျိုးမင်း အေးတို့မင်းတို့ဓာရီပဲသိလားမင်းတို့ကောင်တွေကမနာဟင်ဆဲမယ်ငါတို့ကထည့်ပြောတာမင်းတတိရှိရင်လာခဲ့ငါဘူးကက်ပါတောင်းကန်းကြီးမှာရှိတယ်ဖုန်းနံပါတ်ချပေးမယ် ကိုမေကိုလို့ဟုတ်ပြီမင်း recording ယူလာပြီနော်မင်း ဟာ recording ယူမင်းမေလည်းအထိုးထွဲပေးလိုက်အဲ့ recording မင်းမေလည်းအထိုးထွဲပေးလိုက် ဒီပုံမှာဘောပါလားမင်းမင်းလို့အဲ့လို အေးတို့ရုပ်ခွင့်ပြောလို့ပြောတယ်ရုပ်ခွင့်ပြောပြီးတို့ရဲ့ငါလည်းထဲပါ မိမိနာမှာမိနာမှာတော့ပါပိတာပဲဖေးအခုပါနဲ့ ဆဲတလိုက်မှာအသက်ကြီးပြီးတော့ ဟဲ့မင်းလာဖို့လား အောက်ဆဲတလိုက် ဟဲ့မင်းလာမယ်အောက်နေရာမင်းပြီးတော့မင်းလာဖို့လား ဘာပြမပတ်ဖို့နဘာပြအခု ဟမ် ကြားရမတတိကာမင်းအောက်မှာ မင်းတို့ဘာမှမတာရင်းလာတော့နေတယ်ဖုန်းနံပါတ်ချပေးမယ်မင်းလာမှာမင်းလာမှာ မတတိကာမင်းပတ်ဖို့နံပါတ်မင်းအင်ယူကြီးထောက်ပေးတာပတ်ဖို့နံပါတ်ပြလိုပါတာအင်ယူကြီးထောက်ခံလိုက်ပါလေ ဟဲ့အောင် ရ ဟဲ့မင်းငါပြောပြလိုက်မယ်နော် ပြောပြီးရပြီငါစကားမပြောဘူးမင်းစော ဘာလို့ပြောတာလဲရအောင် တွေ့နေနဲ့ကြားလားကြားလား မင်းရုပ်ကိုပြောဖို့မင်း ဒီမှာချင်းပြလိုက်ရုံး ကြားလားတော့မဟုတ်မင်းတို့ချက်လက် အေး နေ တို့မင်းမပြောပါငါနားမကြောက် ဘောပါလားမအေးလို့ မအေးလို့မင်းပါမလို့မင်းလာသားမှာမင်းလာမဆိုတော့မဟုတ်လား မင်းတွေ့မှာဘူကက်မှာပြောဘူကက်မှာငါနေခဲ့တဲ့နေရာလေးအေးလို့မင်းသဘောပေါက်လားရှင်းလား ရုပ်ပြခလိုက်ရုပ်ပြခလိုက်ကောင်းစီရုပ်ပြခလိုက်ဝဲကြမှာ အဲ့ လို့ရှိ ဖုန်းနံပါတ်ချပေးလိုက်ပြီကိုမေကိုလို့မေးလာခဲ့လိုက်အဲ့နဲ့တွေ့လား ရုပ်ပြလိုက်ခုတကောင် မင်းရှုပ်ပြလိုက်ငါလုံးမသာမင်းလာမယ်ဆိုရင် ချင်းမျိုးစောရုပ်ပြလိုက်ရေရုပ်မပြရဲမှာရှောက်ပြောင်းနေနိုင်ပေါ်မှာမျိုးပေါ့ အေးလို့ဘယ်လိုပြောရင်နားလဲ
ပထွေးပြောလို့နားတယ်ဟဲ့လားအဲ့ဖုန်းနံပါတ်ကြည့်သွားငါရေးလိုက်မယ်ဦးရ စိတ်မအောင်ဆန်းဟာမင်းနာမငါရှိတော့စိတ်ဘူးနဲ့ အဲ့ဖုန်းနံပါတ်ချပေးတာလေမျိုးချစ်တာခွေးချစ်တာခွေးမျိုးချစ်တာပေါ့အဲ့ဖုန်းနံပါတ်ငါဖုန်းနံပါတ်တက်လားကိုမင်းကိုလို့ဆက်လာပြီမင်းငါလာကြုံမင်းမယ်မအေးလို့ပထွေးကိုပြောတော့နားတယ်ဟဲ့လား သူကတသက်မရှိတော့ရုပ်မပြရဲရလေမျိုးလေဘာရမ်းတော့မတည်ဘူးလေမျိုး မအေးလို့လေအဲ့မလေးကတော့လေလူတော့ သူတို့ဆိုကြီးကဆင်းပြေသွားတယ်သူတို့ဆိုကြီးက သူ့သားပါခေါ်သွားတာစင်းပြတာလူ အာ လို့ သူကြောက်သူကြောက်လို့သူစိတ်မှာပေါ့သူကြောက်လို့သူစိတ်နာတယ်လေမျိုးလေ ငါလည်းတော့မပြောရသေးဘူးသူကဆင်းပြေ သူမှပြောဖို့ idea လည်းမရှိဘူးဘာမှမရှိဘူးလေ နှစ်ဖူးမှာစာရေးလဲနှစ်ဖူးမှာစာရေးပြီးလာခဲ့ခုကက်လာရင်ကျွန်တော်ဘောမပါဆိုပြီးတော့ငါလုံးမသားကြီးလဲမပြတ်ငါ့ကိုပြော အဲ့ဒါကြီးတော့မပြောပါနဲ့ကိုရဲ့ စာဟောင်းတွေလို့မိစပတ်တနေ့နေတာမဟုတ်ဘူးဒီပြတ်မှာထိုင်းနိုင်ငံကိုရောက်လာတာမဟုတ်ဘူးကိုယ်လည်းနှစ်ခုနဲ့ရောက်လာတာမင်းတို့ကောင်တွေကြိုပြောလိုက်မယ်မအေးလို့မင်းလာခဲ့လိုက် မဟုတ်ဘူးကိုရဲ့သူတို့ကဒီဘက်ကလည်းမဟုတ်ဟိုဘက်ကလည်းမဟုတ်တယောက်နဲ့တယောက်ကိုလိုက်ပြီးတော့သွေးခွဲပြီးတော့ဂျားတဲ့ဟိုမှာအကက်လန့်စကားလိုက်ပြောနေတဲ့အကောင်ကြီးဟုတ်တယ်သူမြန်မာပြည်မျိုးရှင်းဆိုဘာမှကြီးကိုရှစ်တယ်ဆိုရင်လည်းမြန်မာပြည်ပြန်ပြီးတော့ဒီမှာတနက်လေးပါကြီးထမ်းကြပါဗျာ မျိုးချစ်မင်းနားထောင်သွားဦးမင်းတို့ကောင်မျိုးမပြောနဲ့မင်းအဖေမင်းအောင်နိုင်အောင်စောက်ခုမဆိုင်လို့တောလန့်နေတာထိုင်းနိုင်ငံသူများနိုင်ငံကနေတောလန့်နေတာမင်းတို့ကောင်တွေတော့စောက်စိတ်မရှိဘူးသဘောပေါက်လား that's right ဟာလီးတယ်မှာမသိဘူးမှာကြောက်ပါလေမင်းတို့တက်တဲ့အချိန်မင်းတို့ကောင်တွေဒါလည်းငါကြည့်ကြိုးတယ်ငါသမီးလည်းကြွေးမယ် အဲ့ဒါကွာဇာနီမောင်နဲ့တက်ခဲ့လားကိုဇာနီမောင်ဆိုတော့ကိုတက်ခဲ့လား ဟုတ်ကဲ့တဲ့ယောက်ကအဲ့လိုမျိုးပေါ့လေအကိုတို့ပေါ့နော်ဟိုကတော်ထိုင်းပတ်သက်ပြီးတော့ဘာညာဟိုပြောကြလေအဲ့လိုမျိုးပို့ကြိုအစင်ပြီးတာအဲ့လိုမျိုးဘိုးရှိတာအဲ့လိုမျိုး မင်းတို့ကအစ်မပြောနဲ့သလားမင်းတို့အဖေအောင်မယ်ဗာလဲငါပေါက်တော်မှလေငါမွေးလေးလာစုပ်တာဟမ်အခုတော့စုပ်လို့မရတော့သာလေးသလားကျွန်တော်နည်းနည်းပေးကြိုင်မှာဆိုပြီးပြန်သွားတယ်ငါလုံးမသားတွေဒီလိုတွေငါကောင်တွေဒုက္ခပေးတော့တဲ့ငါကောင်ဒုက္ခပေးမင်းတို့ဘာလို့ပြေးလာတာလဲငါမသိကျင်လို့မေးသိကျင်လို့မေးတာမင်းတို့အဖခေတ်မှာဘာကြောင့်ဗမာပြည်မှာမနေကြတာလဲဟမ်မင်းတို့ဘာကြီးကအုပ်ချုပ်နေတာလေဘာပြီးတော့လီးပြီးတော့ပြေးလာကြတာလားမသိလို့မေးမယ်မင်းတို့ဘာကြီးစတော့ကောင်းလဲဆို အဲ့မိကိုဒါလည်းတော့ကြပါဘာမှကြီးကောင်းတဲ့သူများနိုင်ငံရောက်နေကုန်တဲ့ကောင်တွေပြောကြည့်ပါဦး ငါတို့ပြန်ကြမလို့ဘူးငါတို့ကပြီးငါတို့နိုင်ငံကောင်းရင်တော့လေအဆင့်မရှိတယ်ဘောပေါက်လားအဲ့လိုပုံကြီးနေရပဲရှိတယ်ဘောင်းတော့ဓမ္မနဲ့အာရမနဲ့မကောင်းတဲ့ဘက်မှာတိလို့တို့ကတိုက်နေတာမဟုတ်ဘူးတော်လန်နေတာဘောပေါက်လား မင်္ဂလာပါညီကိုတို့ မင်္ဂလာပါကိုကြီး ဟုတ်ကဲ့မင်္ဂလာ ဟုတ်ကဲ့ပါလို့ ကဲအဲ့တော့ကျွန်တော်ရှင်းပြရမှာကြည့်ရတယ်ဒီ ဘောမာတွေကသူများနိုင်ငံမှာနေပြီးတော့ဘယ်လိုပြောရမလဲမတရားကိုလူပေါဝတယ်ဒီကောင်တွေတော်တော်ဆိုးတယ်ဘယ်လိုပြောလဲဆိုတော့ငါတို့ကသူများနိုင်ငံမှာနေတယ်အချိန်မေးပြန်လို့ရတယ်တဲ့မင်းတို့ဒီပိန်းနေဟိုတဲ့ငါတို့ကပြန်လို့ရအောင်ငါတို့ပြနေတာတဲ့ဟဲ့အောင်ရေးလို့မင်းတို့ကမင်းတို့အရင်ပြန်လို့အရင်ပြန်ပြီးတော့လို့
မင်းတို့ပထွေးစစ်သက်ရှိရောက်ရင်မင်းတို့ခေါင်းပေါ်ရင်ကိုပြန်တန်းကွာလို့အဲ့လိုပြန်လို့ရလို့ရင်ငါ့ကိုလှမ်းခေါ်လိုက်လို့ ကျွန်တော်ညီကျွန်တော်ပြောပြမယ်ကျွန်တော်ဆိုရင်ထိုင်းရောက်တာ2လပဲရှိသေးတယ်2လပဲရှိသေးတဲ့ဥစ္စာကိုပေါ်တာဆွဲရခံရတယ်ကျွန်တော်ကိုယ်တိုင်ဒါကျွန်တော်ကိုယ်တိုင်ပေါ်တာဆွဲရခံရတယ်ကျွန်တော်ထိုင်းရောက်လာ2လပဲရှိသေးတယ်ပေါ်တာဆွဲရခံရတယ်နော်အရာနောက်ပိုင်းကမိဘတွေအဖေမေမနာမနေကျွန်တော်လိုက်တာကျွန်တော်အဲ့လိုမျိုးလိုက်ပြီးတော့တော့ဘယ်တော့နဲ့ပြတ်ခဲ့တုံးဆိုကျွန်တော်150သူတို့ကြော့ကြီးပြီးခဲ့ရတယ်150ကျွန်တော်ကိုယ်တိုင် ဟွာပြောလို့မျိုးလို့ 150နဲ့တက်ခဲ့ရတယ်ကျွန်တော်သူများလည်းစားဝတ်နေရကိုတနေ့လုံးမှတနေ့စားရတဲ့အဖွဲမှာမဟုတ်တော့အရှိခံအဲ့လိုတဲမှာတော့ပါတယ်ဟုတ်ဗျာအဲ့လို150 200ဆိုရင်မြန်မာပြည်မှာတော်တော်များရည်လीဟုတ်တယ်ရောက်လာမကြသေးဘူး 150ဆိုတာကဘာကိုပြောချင်တယ်ဟောညီလေးမသိလို့မေးတာ ကျွန်တော်တို့ညီငယ်လူငယ်တွေဗျာမြန်မာနိုင်ငံမှာတော့လွတ်လွတ်လပ်လပ်မနေရတာမြန်မာနိုင်ငံမှာတော့လွတ်လွတ်လပ်လပ်မနေရတဲ့အရှင်တွေအကြောင်းသူများနိုင်ငံကိုလာခဲ့ရတဲ့အရှင်တွေအဲ့ဒါကိုပြောပြချင်တာအဲ့ဒါကိုဒီမအေလို့ငါလုံးမဘောမကြော့ပါလေဗျာဒီစစ်တပ်ကိုအားပေးရကောင်တွေဘလို့ရည်ရွယ်ချက်နဲ့ဘလို့စိတ်သက်တွေနဲ့အားပေးလဲကျွန်တော်သိချင်တယ် မဟုတ် တို့ တော့ ဆိုရင်ကျွန်တော်တို့ရွာတော့မပြောပြတော့ဘူးကျွန်တော်တို့ရွာမှာဆိုကျွန်တော်တို့တငယ်ချင်းတွေရှိတယ်ကျွန်တော်နဲ့တရွယ်တွေကျွန်တော်တို့အတိဆုံးပဲ ပြောတာလေ ရွာလူကြီးသားသမီးတွေအဲ့လိုမျိုးအကြီးအကဲပတ်သက်ရှိတဲ့သားသမီးရေးဆိုရင်အနည်းဆုံး20 30လောက်နဲ့ပြန်ရွေးလို့ရတယ်အဲ့ဒီကောင်တွေကကျွန်တော်တို့အဲ့လိုမျိုးစစ်တပ်ပန်းနဲ့အဲ့လိုမျိုးရွာလူကြီးတွေနဲ့အတိမရှိတဲ့လူတွေဆိုရင်အဲ့လိုမျိုး150 200လောက်ပေးရတယ်မနေ့တောင်းမှန်ပြီးတော့ပေးရနော်စဉ်းစားကြည့်အပတ်သက်150 200ကိုဘယ်ကောင်ပြန်ရှာပေးမှာတော့စစ်တပ်ကိုထောက်ကန်နေကောင်နေ 150ဆိုတာကသိန်း150ပေးတော့ပြော ဟုတ်တယ် ဟုတ်တယ်မညကြဘယ်တိုင်းနေရလဲ ကျွန်တော်ပဲခူးတိုင်းနေကို အခုကစကိုင်းတိုင်းမုံရောအခုတော့ ခုနောက်ပိုင်းကျွန်တော်မတက်မလာခင်ပဲခူးတိုင်းထဲမှာဟိုနံပါတ်စဉ်30ရောက်ပြီကျွန်တော်ထွက်လာတဲ့တက်ကဆိုကျွန်တော်တက်တဲ့ကို3ရက်ရောက်သွားတယ်နော်3ရက်ရောက်သွားတယ်အကောင်တွေဘာတွေလုပ်လဲဆိုမနေ့ခင်းကျရင်အကောင်တွေကျွန်တော်တို့ငပိကြော်နဲ့ကျွေးတယ်ငပိကြော်တစ်မျိုးနဲ့ကျွေးတယ် ညီလေးဟိုအကောင်းဆုံးကတော့ဂျန်တဲ့ဟိုဘာညာထိုးချက်ရှိတယ်အကုန်လုံးမပြောရင်တော့ line ပေါ်မှာဒါခုကုန်နေ ဟုတ်တယ် မပြောကျွန်တော်မပြောဘူးဘာဖြစ်လို့ဆိုကျွန်တော်တို့ကကိုယ်တိုင်ခံစားခဲ့ရတယ်လေဒီတက်မတော်ကဘလို့လှုပ်တယ်ဘလို့အရှင်နေရှိရဆိုကျွန်တော်တို့ကကိုယ်တိုင်သိခဲ့တယ်တဲထဲမှာ3ရက်နေခဲ့ရတယ်ဗျာငပိကြော်နဲ့စားခဲ့ရတယ်ကြက်ဥကြော်နဲ့စားခဲ့ရတယ်တဲထဲမှာဒီကောင်တွေဘာမှမကြွေးဘူးအဲ့ဒါကိုဒီမအေလို့ဘောမငါလုံးဝသားရငါလုံးဝဘာရှိပြီးတော့ဘာအားကိုးနေပြီးတော့ဘာထောက်ခံနေအောင်ကျွန်တော်သိကျင်တယ် ဟိုအခုအမြင်ပြောမယ်ဆိုရင်တော့ဘယ်လိုပြောမလို့အယိုးဟိုခွေးများလို့ကွာအယိုးမျောပြီးတော့ခေါင်းပေးနေကြပါကွာပြောမယ်ဆိုရင်တော့ အယူမြော့လဲအကောင်တွေဘာအခွင့်အရေးမှမရဘူးအကောင်တွေအဲ့ဘောမယုံတက်ပဲဘာအခွင့်အရေးမှမရှိဘူး ဟိုပြောမယ်ဆိုကွာ သူတို့အပေးထောက်ခံလို့အကောင်တွေဘာရခဲ့တော့ ဘုံထောင်ရမယ်နော်အဲ့ဒီတော့ကိုကျွန်တော်တို့ကူပါယူပါလှူပါကဲပါပေါ့ဗျာအဲ့တော့တယောက်ကိုဒေါ်လာ1000ကျွန်တော်တို့ကဘတ်5ကျပ်လည်းလက်မခံပါဘူးဘတ်30လည်းကျွန်တော်တို့လက်မခံပါဘူးအဲ့တော့ကျွန်တော်တို့ကအနည်းဆုံးကျွန်တော်တို့လိုက်ကအစ်စ်မြစ်တယ်ကျွန်တော်တို့တရားတွေချိုးရမှာအတွက်ကျွန်တော်တို့ကဘုံသီးတွေတီထွင်ရမယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျန်နေသေးတဲ့တာဝါတိုင်းတွေပဲပြည်နယ်မှာရှိသေးတယ်ရှိတဲ့လူကလည်းကျွန်တော်တို့သတင်းပို့ပေးပါလမ်းတွေကျွန်တော်တို့ချိုးမယ်တာဝါတိုင်းတွေဖြတ်မယ်အဲ့တော့ကျွန်တော်တို့ online တောင်းစားလေလိုင်းတောင်းစားဂုံးတရားတောင်းစားဈေးတောင်းစားလမ်းတောင်းစားစက်ရုံတောင်းစားတွေဖြစ်ပါတယ်ကျွန်တော်တို့အစ်စ်မြစ်ကျွန်တော်တို့လမ်းတရားတွေချိုးမှဖြစ်ပါတယ်ကျွန်တော်တို့ကဲပါယူပါကဲပါယူပါထဲပါသစ္စာရှိကြပါတိုင်းမျိုးကိုမြင်ပြအောင်ဝိုင်းပြီးတော့ပူညီကြပါဝိုင်းပြီးတော့ပံ့ပိုးကြပါမင်္ဂလာပါကျွန်တော်တို့လမ်းတွေတရားတွေချိုးဖို့အတွက်ကျွန်တော်တို့ကူပါယူပါကဲပါယူပါလမ်းတရားတွေချိုးဖို့အတွက်ကျွန်တော်တို့ဒေါ်လာ1000စပြီးတော့ကျွန်တော်တို့ဒေါ်လာ1000နဲ့ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့100 200 30 40 30 40 50ကျွန်တော်လက်မခံပါဘူးကျွန်တော်တို့အဓိကချိုးရမယ့်တရားတွေအများကြီးကြံပါသေးတယ်နော်ကျွန်တော်မြန်မာနိုင်ငံမှာချိုးရမယ့်အကြောင်းတွေဖြည့်ဆည်းရမယ့်အကြောင်းတွေဘုံကြီးအကြောင်းတွေဒဏ္ဍာမီဆိုပြီးတော့ပြည်သူပါတို့လက်သုံးစကားဆောက်သုံးပြီးတော့ကျွန်တော်တို့လိုက်သားပြရမယ့်လူတွေအများကြီးရှိပါသေးတယ်ကျွန်တော်တို့ကတရားချိုးလမ်းပြဖို့အတွက်ကူပါယူပါလှူပါယူပါတရားချိုးမယ်ကျွန်တော်တို့တရားချိုးမယ်ဗျာကျွန်တော်တို့
စုတောင်းသားတဲ့စုတောင်းသားတို့အခုစုတောင်းမားနေတဲ့လမ်းကြောင်းတွေကိုကျွန်တော်တို့ဖျက်ဆီးမယ်ဗျာကျွန်တော်တို့အနည်းဆုံးဒေါ်လာ1000 2000 3000 4000 5000ဝိုင်းရံကြပါခုကြပါလှူကြပါကြကြပါ အဲ့မှာလည်းလည်းကျွန်တော်ဒီအဲ့မှာလည်းဟိုလည်းအလုပ်ကကြီး အလုံးမကနဲ့အလူကကြီးမင်းမစပ်ပါကိုပြမင်းမစပ်ပါကိုထောက်ပြရလို့ကကိုမေကိုလို့ခွေးမလားမင်းမင်းပြန်လို့ကိုမေကိုလို့မင်းပြန်လို့ကိုမေကိုလို့မင်းမလို့မင်းငါလို့မင်းမငါလို့ကိုမေကိုလို့မင်းသမီးငါလို့ကိုမေကိုလို့ဖာတယ်မသားမင်းငါလို့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 ကိုမေကိုလို့တော့လည်းရည်နေကူညီကြပါ ခြိစားတခြားလည်းပဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ချဲထူအဲ့နကလော ကျန်သေးတဲ့တရားတွေလက်ဖောက်ထမလမ်းနေဘုံကြီးเจ้าနေစာတင်เจ้าနေကျွန်တော်တို့ဖျက်ဆီးဖို့အတွက်အများကြီးကြံပါသေးတယ်အဲ့ဒါတွေကျွန်တော်တို့ဖျက်ဆီးဖို့အတွက်မိုင်းတွေခွဲရမယ်ကျွန်တော်တို့မှာအသွင်မတူတဲ့လူတွေကိုတနတ်တွေလိုက်ပြသရမယ်နော်အဲကျွန်တော်တို့အခုကျွန်တော်တို့ဒီစကိုင်းတိုင်းမှာရှိတဲ့ PDF မလေးတွေဆိုရင်ကျွန်တော်တို့ကမလောက်လို့ရှိရင်ဒီ campaign လုပ်လို့မလောက်လို့ရှိရင်သူတို့ခါခံခိုင်းရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဖာရန်တိဆောက်ဖို့အတွက်မဆက်တိဆောက်ဖို့အတွက်ကျွန်တော်တို့မှာငွေကြေးတွေလိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့အကူအညီပါယူပါကဲပါယူပါလူပါတမ်းပါကဲပါဗျာကဲပါကဲကြပါလိုက်ရချင်းနဲ့ဖြစ်ဖြစ်ဗာနဲ့ပဲဖြစ်ဖြစ်ကဲကြပါဗျာကူကြပါကဲကြပါကျွန်တော်တို့တရောင်းသားပါတီကိုခင်ဗျားတို့ကလည်းဝိုင်းရကြပါဆိုတဲ့တယောက်မှလည်းလိုက်ရချင်းနဲ့မလို့ကြောခင်ဗျားတို့ကလည်းကဲပါယူပါယူပါအခုကျွန်တော်တို့တောင်းရနဲ့အတောင်းရနဲ့ကျွန်တော်တို့ရဲ့ပါတီကိုကိုကြီးကကျွန်တော်တို့လမ်းနေချိုးအောင်မယ်တရားတွေပြောအောင်မယ်ကျွန်တော်တို့လမ်းနေချိုးရမယ်တရားတွေချိုးရမယ်သူများမယားတွေကြာကိုဒီလောရမယ်သူများလင်ရှိမယားတွေကလေးတွေပြကြအောင်မရင်းကြရမယ်အသက်မပြည့်သေးတဲ့17နှစ်သားသမီးတွေ12နှစ်19နှစ်14နှစ်ကျွန်တော်မရင်းကြအောင်မယ်စစ်အာဏာသုံးအောင်မယ်ကျွန်တော်တို့ကိုကြီးပါဗျာကိုကြီးပါကဲပါယူပါတယ်အနည်းဆုံးဒေါ်လာ1000များဒေါ်လာ1000ပါစားထည့်ပေးရပါမယ်ဗျာကဲကျွန်တော်တို့ဒီမှာပြထားတဲ့ရုပ်တွေပေါ့နော်အကွက်ကြီးထဲမှာပြထားတဲ့ရုပ်တွေပေါ့နော်အဲ့ဒါတကယ်တမိုင်းဝင်ကျွန်တော်တို့တမိုင်းဝင်လိုက်ထိုးတရားဖြတ်မဲ့လူတွေဖြစ်ပါတယ်နော်အသွင်မတွင်တလားဟုဆွဆွဲပြီးတပ်ဖြတ်မဲ့လူတွေဖြစ်ပါတယ်ကဲပါယူပါအဲ့တော့ကျွန်တော်တို့ကဟိုဆုတောင်းစားတဲ့ဆုတောင်းစားတို့ရဲ့နော်ကျွန်တော်တို့ဆုတောင်းမှာသွားတဲ့လက်ထိုးတရားဖြတ်ရမယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကူပါယူပါလဲပါကဲကြပါယူကြပါကူကြပါကဲကြပါကျွန်တော်တို့စာသင်ကျောင်းတွေချိုးရပါစာသင်ကျောင်းတွေဖြတ်စီရမယ်တရားတွေချိုးရမယ်လမ်းတွေဖြတ်စီရမယ်နောက်ဖုန်းကျောင်းတွေတရားဒီမှာထားတာဖြတ်သိရေးမထားတာဖြတ်သိရေးပေါ့နော်ဒါ669ဖြတ်သိရေးတို့ဘာလို့ကျွန်တော်တို့ကလောက်ရမယ်အဲ့ဒါကျွန်တော်တို့အနည်းဆုံးဒေါ်လာ1000အမေစပြီးလို့မှ30 20 30 40 50 20ကျွန်တော်လက်မခံပါဘူးဗျာဘာလို့ဆိုတော့ကျွန်တော်သရောင်းသားတိတ်ခါကြကျွန်တော်တောင်းရတဲ့နေရာမှာကျွန်တော်အဆင့်နဲ့ရှိတောင်းမယ်ဗျာကျွန်တော်ကင်လာတဲ့ဖုန်းတွေတော့မှ iPhone Pro Max ကျွန်တော်နောက်ပြီးကျွန်တော်ကားပေါ့နော်ပေါက်လို့ရှိရင်ဒီကားဒီအောင်လေးဒီကားနေအောင်လေးကိုကျွန်တော်တို့ကပ်ပေးတော့မှာမဲပေါက်ပါပဲဒီကား body ထုတ်ပြီးသွားပြီအရှင်းနဲ့နောက်နဲ့တိုက်ပြီးသွားပြီပြင်ပြီးသွားပြီဒါပေမဲ့ကားကောက်သွားလို့ရှိရင်ကားပိုင်ရှင်လာယူသွားမှာဖြစ်ပါတယ်နော်ကားပိုင်ရှင်လာယူသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဲပါယူပါလှူပါတားပါနော်ကျွန်တော်တို့တရောင်းသားပါတီကိုကူပါယူပါလှူပါတားပါဘာမှအသုံးမချရတော့ဘူးကောခဏနေမှတတ်မယ်အလုံးမှာတယ်ဟုတ်ကဲ့ပါခင်ဗျာကဲပါယူပါကျွန်တော်တို့လမ်းနေချိုးစရာရှိပါသေးတယ်ခင်ဗျာတရားတွေချိုးစရာရှိပါသေးတယ်ခင်ဗျာလမ်းတရားတွေချိုးရမယ်ကျွန်တော်တို့စားတေးကြောင်းတွေဘုံခွဲရမယ်လမ်းတွေချိုးရမယ်အဲ့တော့ကျွန်တော်တို့မှာဘုံသီးတွေလိုအပ်ပါတယ်လက်နက်တွေလိုအပ်ပါတယ်လူတွေကိုပြည်သူတွေကိုကျွန်တော်တို့ကအသွင်မတွင်ဒလဟုဆွဆွဲပြီးတတ်ဖြတ်ရမှာဖြစ်ပါတယ်သူကသူ CDM မလုပ်လို့ရှိရင်ကျွန်တော်တို့ကတတ်မှာပါနော်အတွေ့မတူဘူးဆိုပြီးတတ်မယ်ကျွန်တော်တို့ကတတ်မယ်အဲ့တော့ကျွန်တော်တို့ကဲပါဗျာအခုကျွန်တော်တို့ကမိုးရွာအမှတ်တရေးလေးမင်္ဂလာပါခရီးမင်္ဂလာပါမော်ရွာအမှတ်တရင်လေးမှာကျွန်တော်တို့ချင်းတွင်းမြစ်တရားကိုဖျက်ဆီးရမှာဖြစ်တယ်ချိုးရမှာဖြစ်တယ်ဒါကြောင့်အဲ့လိုတရားတွေချိုးလိုက်တဲ့အခါမှာကျွန်တော်တို့ဘာတွေရလာလဲဆိုတော့ပြည်သူတွေကိုယ်စိတ်တုံးတွေတက်ပဲလမ်းပတ်ဆက်သွယ်ရေးတွေပြတ်ပြားသွားပဲအဲ့လိုပြတ်ပြားသွားတဲ့အခါကျမှကျွန်တော်တို့ယုံကြည်လာပဲပြည်သူတွေကအားကိုးလာပဲကျွန်တော်တို့အကြမ်းဖက်လောက်ရက်ကိုကဘာကတိအောင်လို့ပြည်သူတွေကတစ်စစ်စကားတစ်စစ်ကြားပြီးတော့မှဖြတ်ပြီးတော့မျှဝေလိုက်တဲ့အခါမှာကျွန်တော်တို့ရနာမည်ကြီးလာမယ်နာမည်ကြီးပြီးကျွန်တော်တို့တွေကသမိုင်းတရားခံနေဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကကြော်ညာချင်းဖြစ်ပါတယ်เนาะကျွန်တော်တို့ဒေါ်လာ30 30 30 40 50ကျွန်တော်တို့လက်မခံပါဘူးเนาะလက်မခံပါဘူးကျွန်တော်တို့အတိတ်ဆုံးဒေါ်လာတယောက်ကို1000ဒေါ်လာတွေစပြီးတော့လူခါပါတယ်ခင်ဗျာเนาะမြန်မာငွေသိန်းပေါင်း9သိန်းသိန်းပေါင်းရာထောင်တောင်းသိန်းတန်းပေါ့เนาะတန်း9တန်းလောက်ရရင်ကျွန်တော်တို့တော်ပါပြီဒါဆိုရင်ကျွန်တော်တို့ရွှေသင်မျိုးသားဆိုရင်စားလို့တောက်လို့ရပြီဘယ်သူသေးပေါ့ဗျာเนาะကျွန်တော်တို့ live ပေါ်မှာကျွန်တော်တို့เนาะ
ဟုတ်တယ်လိုင်းထိုးရမယ်တရားဖျက်ရမယ်ကုညီပါကုညီကြပါဗျာကုညီကြပါလိုက်ရရှယ်တယ်နော်ကုညီကြပါဗျာကုညီကြပါလိုက်ရရှယ်လေးနဲ့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့လိုက်ရရှယ်လေးနဲ့ကုညီကြပါဗျာကျွန်တော်တို့လိုက်ရရှယ်လေးနဲ့ကုညီကြပါကျွန်တော်တို့အခုတရားချိုးလမ်းဖြတ်တရားချိုးနော်ရဲဘော်ຫນွေဦးဟုတ်ကဲ့ခင်ဗျာຫນွေဦးတွေရွှေဦးတွေပွေဦးတွေခွေးဦးတွေဝိုင်းရကြပါလိုက်ရရှယ်လေးနဲ့နော်တရားကိုဒေါ်လာ1000ကနေအနည်းဆုံးစားပြီးထည့်ရပါဖြစ်ပါတယ်ကိုကြည့်ကြပါလူပါယူပါကြည့်ကံပေးပါနော်ကျွန်တော်တို့တရားချုံးမဲ့အတွက်ကြီးဒီဘုံကြီးတွေဝယ်ရမယ်ဗျာနော်ကျွန်တော်တို့ဒီစကားကားပေါ့နော်ကျွန်တော်တို့ဘဘကြီးကိုကျွန်တော်တို့ဒေါ်လာတောက်ခံပုတ်ကန်ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ခေါင်းစဉ်လေးနာမည်ကစုတောင်းစားတဲ့စုတောင်းစားတို့ကြီးစုတောင်းမားသွားလို့လူပါယူပါကြည်ကံပေးတရားချုပ်ဖို့အတွက်လမ်းချုပ်ဖို့အတွက်ပြည်သူတွေရဲ့စာတင်ကြောင်းအိုးအိမ်စီးစိမ်ကိုဖျက်ဆီးဖို့အတွက်အကြမ်းဖက်ဖို့အတွက်လိုင်းထိုးတရားချက်တဲ့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကိုပြည်သူတွေကလှူပါကဲပါယူပါဝိုင်းရကြပါလိုက်ရရှယ်လေးနဲ့ကူညီကြပါထောက်ပံ့ကြပါကျွန်တော်တို့အစိုးရဆိုတာလည်းဘယ်နေလို့ဘယ်သိမှမသိပဲနဲ့ကျွန်တော်တို့ကတော့ရန်တကတပြီးတော့မြေပြင်မှာကျွန်တော်တို့ကတော့မြေပြင်မှာကျွန်တော်တို့ကအသက်တွေပေးထားတာပါခင်ဗျာမိုးဝတ်တိုင်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါလိုက်ရရှယ်လေးနဲ့ကျွန်တော်တို့ကအသက်တွေပေးထားတာပါဗျာခင်ဗျာအချက်တွေမပေးပါဘူးအသက်တွေပေးထားတာပါရရှာလို့ရတဲ့ငွေကြေးတွေနဲ့တယောက်ကိုဒေါ်လာ1000တော့ကူပါယူပါကဲပါယူပါဗျာပတ်စံဆိုတာပြန်ချလို့ရပါတယ်ခင်ဗျားတို့ဘယ်နေရာပဲကိုဘယ်နေရာပဲဗန်မုံပေါက်ဘယ်သူစီရပဲလိန်ရဘယ်သူစီရပဲညာခင်ဗျားတို့ပတ်စံဆိုတာပြန်လိန်ညာစားလို့ရပါတယ်ကျွန်တော်တို့အသက်တွေကမြေပြင်မှာဗျာသူများအိမ်အောက်မှာသွားအိတ်ပြီးတော့ဝယ်ဖဲပေါက်တိတဲ့စီကခိုးထားတဲ့အလားတဲ့ကျွန်တော်တို့ဖတ်ခေါက်တွေရတာဖြစ်ပါတယ်အဲ့တော့လူဝေးပဲတဲ့ဟုတ်ကဲ့တွေ့ဦးရဲဘော်ဆိုတဲ့ကိုမေကိုလိုပါခင်ဗျာဟုတ်ကဲ့ကိုပေကိုပြန်လိုပါတယ်တဲ့ဟုတ်ကဲ့ကိုမေကိုပြန်လိုပြီးကိုမေမေကိုနှွေဦးရဲဘော်နှွေဦးဆိုတဲ့ကိုမေကိုလိုရေးမေဖာရပို့ပြီးတော့လှူပါဗျာနော်အနည်းဆုံး1000တော့ကိုမေကိုပြန်လိုအောင်လို့1000တော့ပါခင်ဗျာနော်ကျွန်တော်တို့ဒီမှာမုံရမှာရှိတဲ့ပကွေးမှာရှိတဲ့ငင်းညာမှာရှိတဲ့ကျွန်တော်တို့တော့အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့တွေကနေပြီးတော့လားတွေသလားတွေချိုးရမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ကပြန်ဝယ်လို့ပြရတဲ့အသက်တွေကိုကျွန်တော်တို့ပေးထားပါတယ်ဗျာကျွန်တော်တို့အိမ်ပေါ်မှာအိမ်ဖုန်းကြီးเจ้าဖုန်းကြီးတွေမောင်းထုတ်ပြီးဖုန်းကြီးเจ้าပေါ်မှာလိုက်တက်လွှဲနေရတာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကျုပ်တို့ပေးဖားတဲ့လောက်တွေရပါတယ်ဗောနော်ကျွန်တော်တို့ရဲ့ဒီကပိတွေနဲ့စုပ်ခဲ့ပါပြီရခဲ့ပါပြီကျွန်တော်တို့လိန်ခဲ့တာလေကျွန်တော်တို့တောက်ဆုံးထွက်သက်တွေနဲ့ဗောဗျာရွေးကောက်ပွဲမပြီးခဲ့လေးကိုကျွန်တော်တို့အပီးပိုင်လိန်တွေရတာဖြစ်ပါတယ်ကြားတွေရတာဖြစ်ပါတယ်လိန်စားတွေရတာဖြစ်ပါတယ်ကြားစားတွေရတာဖြစ်ပါတယ်စုရခောက်လို့စုရတောက်လို့စုကောင်းပါနေတာပါခင်ဗျာနော်ဝိုင်းရကြပါကူကြပါလူကြပါကဲကြပါလိုက်ရချမ်းလေးတဲ့ကဲကြပါအမလေးကဲကြပါဗျာကျွန်တော်တို့သခိုင်းတိုင်းတက်ရင်သေးပေါ့နော်သခိုင်းတိုင်းတက်ရင်သေးမှာကျွန်တော်တို့ကူကြရပါလူကြပါယူကြဟောလေကျွတ်တော်ထောက်တော့ကလူကြပါကဲတက်လာလို့ရတယ်ရဲဘော်နှွေဦးဆိုတဲ့ခွေးမသားမင်းတက်လာလို့ရတယ်နော်ဝိုင်းရပါလိုက်ရရှယ်သေးတယ်ကျွန်တော်တို့ကူပါယူပါဟာခင်ဗျားတို့ကလည်းဗျာပြောတော့လဲပြည်သူတွေညီတယ်ဆိုပြည်သူတွေကခင်ဗျားတို့ဘက်မှာဆိုဘာဖြစ်လို့ကျုပ်တို့ဘက်မှာဆိုဘာဖြစ်လို့လာပေါ်ရကြတာတော့ခင်ဗျားတို့ပြောတော့လဲပြည်သူတွေကကျုပ်တို့ဘက်မှာဆိုအခုပြည်သူတွေပဲရောက်ကုန်ပြီးတော့တိုက်တောက်တဲ့ကြီးကမင်္ဂလာပါဗျာဒေါ်လာ1000မှစပြီးအလှူခံပါတယ်ကဲကျွန်တော်တို့တရားတွေချုံးမယ်လမ်းတွေချက်မယ်တာတေเจ้าတွေခွဲမယ်ဘုန်းကြီးတွေမောင်းထုတ်မယ်ဘုန်းကြီးเจ้าပေါ်တက်ပြီးလိုက်လွှင့်မယ်ကျွန်တော်တို့ကဒီမှာခွက်ကြီးထဲမှာပြထားတယ်ပေါ့နော်သူတို့ဆိုရင်လည်းကျွန်တော်တို့လူရည်ဒါဖာရမာဆက်ကိုကျွန်တော်တို့ပို့မှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ကနီးပေါင်းစုံနဲ့ကျွန်တော်တို့ကလောက်စားနေတာဖြစ်ပါတယ်ပေါ့နော်ဒီခွက်ကြီးထဲမှာနေတဲ့ကောင်ပါဆိုဒီဘက်ကအင်းကြီးအနီရောင်တဲ့ကောင်ပါဆိုရင်ဒါကျက်တော်နှုတ်ပြီးတော့ပြန်တက်လာတဲ့ပုံစံမျိုးဖြစ်နေပါတယ်နော်ဟိုဘက်ကကောင်ပါကလည်းဘယ်ဈေးတွေကဝင်လာတဲ့ကြောက်ကြရင်ကြီးလည်းမသိဘူးလွတ်ပြီးတော့ကျွန်တော်တို့တောင်းစားနေတာဖြစ်ပါတယ်နော်အဲ့ဒါလှူပါယူပါပေါ့ခင်ဗျာလှူပါယူပါလိုက်ရရှဲတဲ့ပဲဖြစ်ဖြစ်ဝိုင်းရကြပါပြည်သူတွေကကျမတို့ဘက်မှာဟိုအခုကျမတို့ကိုပြည်သူတွေကဘာပြောလို့လဲโอเคမင်းငါဖော်ဖိုင်ကိုထည့်ပြီးတော့ဗါလဲမင်း follower လို့ရှင်လို့လားငါတော့မေးပြီရဘေးကွာငါထဲတာပုံကွာငါထဲတာပုံမင်းထဲတဲ့ကောင်ဘေးကွာငါ့ကိုလာမမေးနဲ့ကွာဘာလူခံနေတာမင်းပါလားဟုတ်ပြီအလူခံနေတာအဲ့ဒါနင်းလို့ရငါမဟုတ်အဲ့ဒါဒီကောင်ကိုလိုင်းပိုင်ရှင်မှာပြောနေပြောကွာမင်းတို့ပြောကြကွာငါလူခံတဲ့ကောင်ကွာမင်းငါခွက်ခေါက်တဲ့ကောင်ငါ့ပါဘူးခံလေးအဲ့လိုင်းပိုင်ရှင်ပြောတာမချက်ဘူးလားအဲ့ဒါပင်ပြောကွာသူ
来拜金的， တောင်းဘူးခဏမတော့ခုနမင်းကြီးဒီမချက်ဘူးလား 没瓜，没瓜，啊，好好的，你看了没？ ငါမင်းကြီးငါမင်းတို့ဆောက်ချက်မရှိဘူးလားလို့ဟုတ်ရ 啊，不， တက်တရားကြီးပါ 俺好好的了，我没有干嘛了，俺不干好好的哈。 ဒီမှာလေခွက်ခောက်ဘာပဲခောက်အဲ့ဒါမင်းလို့ငါမင်းပြောညာမို့ 没不住不啊？ ဒီမှာလိုင်းပိုက်ကျော်ထောင်းကြတယ်ထောင်းဘူးဆိုဟုတ်ကျေးဇူးပဲတိလားကျေးဇူးပဲကျေးဇူးဒီရမယ် 该交个了，不中。俺的妈，我靠你那拢不要完了没？该，如果该吧，就那都好好的了，到了到喏。要都如果该吧。咱的就没得哪里边没，咱的就没得哪里边没，咱的就没得哪里边没，就没得那就他没，就没得那就他没，咱就没得就没，咱就没得就没。该如果该吧，来吧，该吧。咱就没得哪边没，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 如果该吧。cái ví dụ mẹ là bà khám nhà cho nó đủ dài đã đây bà này quái ở đây bà này cho nó đủ chạy xí thì ra thì phong như châu này ra thì nhau thì chút xe đây à xí thì luôn cho nó đủ cũng bà ta bà yu bà thế mấy thế bự sao này à yu bà cái bà lấy bà ê lu ba cái bà lá đi cho bà ra đi bia lá đi cho bà ra đi bia bài ra cô bê lố bà ta cô bê lố bê gà lố bê ba gà lố bê gà lố cô bê lố khuấy bà ta cô bê ba ta bê lố mê mà gà lố mê gà lố cô bê lố mê gà lố bê ba gà lố mê gà lố cô bê lố mê gà lố mê gà lố mê mà 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 gà lố